အေးဒုက္ခကိုဘတ်20နဲ့ရောင်းပြီးတော့သူ့ရဲ့ဝင်ငွေကတရက်ကိုဘယ်လောက်ရှိရလို့ထင်လဲဒေါ်လာ94သိန်းပါဒါ2023年ရဲ့စစ်တမ်းတွေရပါတော့မြန်မာငွေနဲ့တွက်ကြည့်လို့ရှိရင်သိန်းပေါင်း3800လောက်ရှိရပါတော့တော်တော်လေးကိုတရေကြဖို့ကောင်းတဲ့စီးပွားရေးတစ်ခုထဲမှာပါတယ်ကျွန်တော်ကနေရာတိရောက်တဲ့ခါမှာဘယ်လုပ်တွေကကောင်းနေဘယ်လုပ်တွေကမကောင်းဆိုပြီးဆက်စုရတာကြိုက်တယ်လို့ဆိုတော့ကျွန်တော်ထိုင်းကိုရောက်တဲ့ခါမှာတီယို brand ဖြစ်ပေမဲ့ပေါ့နော်ဟိုနေရာရောက်လဲမီဇူဒီနေရာရောက်လဲမီဇူပေါ့နော်မီဇူဆိုင်ခွဲတွေအများကြီးဖြစ်နေရပေါ့သူကဘာဖြစ်လို့ဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ရလဲဆိုပြီးတော့ကျွန်တော်သွားပြီးတော့လေ့လာဖြစ်တယ်ပေါ့နော်2023စစ်တမ်းတွေရတော့မှာဆိုင်ပေါင်း36,200ရှိပြီပေါ့နော်အဲ့ဒီဆိုင်ဖွင့်တဲ့ speed က McDonald's တို့ KFC တို့ Starbucks တို့ထက်တောင်မှဆိုင်ဖွင့်တဲ့နှုန်းကပိုပြီးတော့မြန်တယ်这就是蜜雪冰城မီဇူးရဲ့အစရေခဲချစ်ရောင်းတာနေစခဲ့ပြီးတော့သူကလည်းအစပိုင်းမှာအရန်အဆင်ပြေတဲ့စီးပွားရေးတစ်ခုမဟုတ်ခဲ့ဘူးစီမံကိန်းအနေနဲ့တိုးတဲ့အချိန်မှာအားလုံးပေါင်းဆိုင်၄ကတောင်ပိတ်ခဲ့ရပြီးတော့နောက်ဆုံးကျောင်းတစ်ကျောင်းရဲ့ဘေးနားလေးမှာဆိုင်လေးအတီတကြားဖြစ်ခဲ့တယ်ပြီးတော့သူ့ရဲ့ target market ကတော့အရန်ရိုးရှင်းတယ်3ချက်တန်ဟမ်ဘာဂါရောင်းတယ်3ချက်တန်ရေခဲချစ်ကိုရောင်းတယ်ပေါ့နော်900နဲ့မြောက်ကြည့်လိုက်လို့ရှိရင်1500ဝန်းကျင်ပဲရှိတယ်2008ခုနှစ်ရောက်တော့အိုလံပစ်ပွဲမှာဟန်နန်ရဲ့တင်းငွေ20တန်ရေခဲမုတ်ကဘုံမင်းဖြစ်နေတာကိုသွားတွေ့ပြီးတော့ဟမ်ဘာဂါတို့ရေခဲချစ်တို့တောင်မှငါ3ချက်နဲ့ရောင်းခဲ့တာပဲငါဒီဟာကိုလည်းဈေးသက်သက်နဲ့ဘာလို့မရောင်းနိုင်ရမှာလဲဆိုပြီးတော့သူကိုယ်တိုင် recipe တွေရှာပြီးတော့ရေခဲမို့တစ်ခုအကျန်းနဲ့ရှင်ဖိုက်ခဲ့ပြီးတော့အခုကျွန်တော်တို့မီဇူးရောက်တိုင်းမြင်နေရတဲ့ရေခဲမို့ကအဲ့ဒီအရာတွေစခဲ့တာပါသူ့ရဲ့ second booming ဖြစ်ခဲ့တဲ့ product ကတော့ဒီ video ထဲမှာကျွန်တော်အဓိက highlight လုပ်ပြီးတော့ပြောပြခြင်းတဲ့ product တစ်ခုပေါ့နော်သူကလီမွန်ဖြော်ရည်ပါသူ့ရဲ့ product message ကအရန်ကိုတဘောကြဖို့ကောင်းတယ်။ဘာလဲဆိုတော့ ready made ဘူးစေးနဲ့ fresh made lemon tea ဖြော်ရည်တစ်ခုကိုရမယ်ပေါ့နော်။ကျွန်တော်က investor တယောက်ဖြစ်ခဲ့မယ်။မီဇူးရဲ့ brand history တွေဘာညာတွေကိုမသိခဲ့ဘူးဆိုရင်တော့မှအဲ့ message တစ်ကြောင်းကိုကြည့်ခြင်းအပြင် product line ကဈေးပေါ်တယ်ပြီးတော့ target market ကចောင်းသားတွေចောင်းသူတွေတာမန်လူရန်သားတွေ okay location အနေနဲ့ចောင်းပေးနားလေးမှာဖွင့်လို့ရမယ်ဆိုတော့ဟာတွေပါဆက်ပြီးတော့တခါတည်းစဉ်းစားလို့ရလို့ပါပြီးတော့နောက်ပိုင်းမှာ तू က second step အနေနဲ့ဒီအေးဖြော်လို့ရတဲ့ profit တွေကိုဆိုင်သမားတွေကိုပေးပြီးတော့ तू က raw material line နဲ့ packaging line နောက်ထပ် franchise line ကိုအဓိကဦးစားပေးပြီးတော့လုပ်လာပါတယ်franchise ရဲ့ rules and regulation မှာလည်း तू က decoration နည်းနည်းနဲ့လုပ်လို့ရတယ်ဆိုတော့တစ်ဖက်ကစဉ်းစားကြည့်လို့ရှိရင် profit ရှိရယ်decoration နည်းနည်းနဲ့အရင်နည်းနည်းနဲ့လုပ်လို့ရတယ်ပြီးတော့လို့ရှိရင် customer base ရှိပြီးသား brand တစ်ခုဆိုတော့အားလုံးရဲ့စိတ်ဝင်စားတဲ့ဟာတွေကိုခံလိုက်ရပြီးတော့အချိန်တိုထဲမှာသူကဆိုင်ခွဲတွေအများကြီးဖွင့်နိုင်ခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာသူကဘယ်လောက်ထိခြေဆန့်လာတယ်လဲဆိုတော့ကုမ္ပဏီတေးလေးတစ်ခုအသစ်ထောင်ပြီးတော့သူ့ရဲ့ဒီ snowman IP နဲ့တရုတ်ပြည်မှာ series တွေအများကြီးထုတ်တာပေါ့နော်ကာတွန်းက越王啊不要在冰原大陆以外的စဉ်းစားကြည့်ရမယ်ဆိုရင်ဒါကာတွန်းကတကားရိုက်တယ်လို့ပဲမြင်ပါပေါ့နော်ကျွန်တော်အနေနဲ့ကဘာသွားမြင်လဲဆိုတော့ပေါ့နော်ဒီကလေးတွေရဲ့အုံနောက်ထဲမှာဒီ snowman ဆိုတဲ့ IP တခုကမင်းတို့နဲ့တူတူကြီးပြင်းလာတဲ့ brand image တခုလို့ဆိုပြီးတော့အုံနောက်ထဲကိုရိုက်တွင်းလိုက်တယ်လို့မြင်တယ်ပေါ့နော်conclusion အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဆိုင်ဝဲတွေကိုကအများကြီးဖွင့်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ product ကိုရိုးရှင်းအောင်ထားပြီးတော့ centralized kitchen တခုတွေကနေထွက်နိုင်လေပေါ့နော်ဆိုင်ဝဲဖွင့်ရတာပိုလွယ်လေလို့ပြောရင်းနဲ့ပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်